ဝေးချစ်သူကလေးတွေပြန်လေကားလေးပူဆွေးနေဒီလိုပါပဲအချစ်နဲ့မကင်းချီမြေကျွမ်းဆွေလွမ်းနေဒါပေမဲ့သားတယောက်မှမေအမေတခုသားတခုမို့ပါပဲလေမဆာလို့တန်တာကလွယ်ရတဲ့ဖြစ်ကလေးတွေမိမိမငိုနဲ့တော့လေရှိခိုးချရတော့လျက်ပါမေအိမ်ရင်လေအိမ်မပြောဘဲနေအမိပဲလို့နေရှာမလဲလေချိန်ချိန်တလောင်းသားမိုက်ပြည်တွေပြန်တောင်းပန်ပြရစီစိတ်နေမြပြရှိမှလေပြန်လဲဆုံးစီရဖို့တပြေခက်ဝေးတာမွေရဲ့နေမနဲ့မှတောင်းစုယူခဲ့တာမနေပြီမိမိမငိုနဲ့တော့လေရှိခိုးချရတော့လျက်ပါမေချိုးကဝေးချစ်သူကလေးတွေပြန်လေကားလေးပူဆွေးနေဒီလိုပါပဲအချစ်နဲ့မကင်းချီမြေကျွမ်းဆွေလွမ်းနေဒါပေမဲ့သားတယောက်မှမေအမေတခုသားတခုမို့ပါပဲလေမဆာလို့တန်တာကလွယ်ရတဲ့ဖြစ်ကလေးတွေမိမိမငိုနဲ့တော့လေရှိခိုးချရတော့လျက်ပါမေမင်းတူလေဒီရွာမှာဆက်နေမိမစောစောရမှာအခုလေအပေါင်းအသင်းနဲ့လေဟေးဟေးဟာဟာဒါပဲလုပ်နေတယ်ဘာလုံးမှမလုပ်ဘူးမြို့ခေါ်သွားစမ်းပါဟဲ့အမရစိတ်ချပါကျုပ်မအလုပ်ကြီးအများကြီးပဲနော်တူလေးကြိုးစားရင်ကြိုးစားတော့အောင်မြင်ပါရဲ့ဦးလေကျွန်တော်မြို့မလိုက်ဘူးနော်ကျွန်တော်အမေနဲ့နေဦးမှာမေကွန်းစားတာမကြိုက်ဘူးမလားတကယ်ကြီးကဒိုပဲကြွေးတာတစ်ခါလေးစားကွန်းစားတာမကြိုက်ဘူးဆိုရင်တမစားတော့ဘူးနော်အမေနဲ့တော့ဒါမခွဲနိုင်ဘူးဒါဒီလိုလို့ဟိုမင်းကတဖြည်းဖြည်းငဲလာမှာတဖြည်းဖြည်းကြီးလာမှာအမေကိုလှုပ်ကြွေးချင်တာမဟုတ်လားမင်းပတ်စံလေးနဲ့အမေကိုကြောလို့ရအောင်လို့ဒါလိုက်ခဲ့နော်မေဒါမျိုးလိုက်သွားလို့ရှိရင်အမေဘယ်သူကစောက်ရှောက်မှာလဲအမေနားမှာတားရှိမှရမှာပေါ့မေကလေတားလိမ်မှာပါပဲမေကလေတောင်းမလေးမလို့ပြောတာမဟုတ်ဘူးဒါဒီမှာနေပါမတိုးတက်ဘူးလေမင်းတော့မျိုးတော့မပို့ပါနဲ့ဒါဒီလိုလို့အမေနဲ့အခုလွန်းတယ်လားနော်ဦးလေးမနဲ့ကျတော့လာခေါ်မယ်အထုတ်ပြင်လိုက်လက်ပြောင်လိုက်ခဲ့ကွာနော်မင်းတိုးတက်ရေးပါကွာနော်သူကမလိုက်ချင်ဘူးဆိုတော့ငါမထက်အမအဲ့လိုမျက်ရည်ကန်ထိုးမှာတယ်ကလေးကကဲမှာပေါ့အမအထက်မှာခေါ်လို့ရမှာပေါ့အမရမနဲ့ကျတော့ထက်လိုက်တော့နော်ဟုတ်လားလက်ပြောင်လိုက်နော်မင်းတိုးတက်အောင်ပြောနေတာမေလေတာမခွေချပါဘူးမတလာလို့အသားရင်တော့တော်ပါဒါပေမဲ့သားတယောက်မှမေအမေတခုသားတခုမို့ပါပဲလေမဆာလို့တန်တာကလွယ်ရတဲ့ဖြစ်ကလေးတွေမိမိမငိုနဲ့တော့လေရှိခိုးချရတော့လျက်ပါမေအိမ်ရင်လေအိမ်မပြောဘဲနေအမိပဲလို့နေရှာမလဲလေချိန်ချိန်တလောင်းသားမိုက်ပြည်တွေ
ပြန်တောင်းပန်ပြရစီစိတ်နေမြပြရှိမှလေးပြန်လဲဆုံးစည်းရဖို့တပြေခက်ဝေတာမွေရဲ့နေမနဲ့မှတောင်းစုယူခဲ့တာမနေပြီမိမိမငိုနဲ့တော့လေရှိခိုးချာကြောလျက်ပါမေချိုးကဝေးချစ်သူကလေးတွေပြန်လေကားလေးပူဆွေးနေဒီလိုပါပဲအချစ်နဲ့မကင်းချီမြေကျွမ်းဆွေလွမ်းနေနေအရှင်ပြေတယ်ကျမ်းမာမိတွေဘာမှမပူနဲ့ဖေဟာတရားကိုလည်းမမင်းနဲ့တော့တာငါသားလေးပြန်လာမင်းနဲ့ကိုအမေပြောနေမယ်နော်ဒါကလွယ်ရတဲ့ဖြစ်ကလေးတွေမိမိမငိုနဲ့တော့လေရှိခိုးချာကြောလျက်ပါမေညာအိမ်ရင်လေအိမ်မပြောပဲနေအမိပဲလို့နေရှာမလဲလေချိန်ချိန်တလောင်းသားမိုက်ပြည်တွေပြန်တောင်းပန်ပြရစီစိတ်နေမြပြရှိမှလေးပြန်လဲဆုံးစည်းရဖို့တပြေခက်ဝေတာမွေရဲ့နေမနဲ့မှတောင်းစုယူခဲ့တာမနေပြီမိမိမငိုနဲ့တော့လေရှိခိုးချာကြောလျက်ပါမေအမေဘာပြန်ပြီလေမေဒါပြန်ပြီလေမေတာလေးရောက်ပြီမေဒါပြန်ပြီလေဒါပေမဲ့သားတယောက်မှမေအမေတစ်ခုသားတစ်ခုမို့ပါပဲလေမဆာလို့တန်ဒါကလွယ်ရတဲ့ဖြစ်ကလေးတွေမိမိမငိုနဲ့တော့လေရှိခိုးချာကြောလျက်ပါမေ